ကားတစ်စီးဖြတ်မောင်းလာပြီးခွေးရဲ့ပကံကိုတိုက်မိသွားတဲ့ခွေးကဒေါသတကြီးနဲ့လိုက်လံရှာဖွေပြီးရင်မောင်းကိုရှင်းပြဖို့တောင်းဆိုခဲ့တယ်။မြန်နှုန်းကွာခြားမှုကြီးမားလွန်းတာကြောင့်ခွေးကခက်ခက်ခဲခဲလိုက်လံရှာဖွေခဲ့တဲ့ကံကောင်းထောက်မစွာပဲတောင်ကုန်းပေါ်တက်နေတုန်းကားကစီးကုန်သွားတဲ့ရင်မောင်းကအန်ရကိုရှောင်ရှားဖို့တစ်ပင်တက်ဖို့ကြိုးစားခဲ့တဲ့ခွေးကသူ့ကိုဆွဲချခဲ့ပေမဲ့ရင်မောင်းကိုမထိခိုက်ပဲအဝတ်တွေကိုသာယူပြီးအပြစ်ပေးခဲ့တဲ့ခွေးစာတွေတိုက်မိပြီးဖိတ်ကျသွားတာကြောင့်ခွေးကအရန်ဘိုက်စာနေတဲ့ခွေးကအိမ်ပြန်သွားပြီးပိုင်ရှင်ကိုအစာတောင်းတယ်ပိုင်ရှင်ကသူ့ရဲ့အသားတစ်ပိုင်းနဲ့ကိုပေးလိုက်တဲ့ရုတ်တရက်ဖုံးမိလာတဲ့ပိုင်ရှင်ကဖုံးကင်ဖို့အထဲကိုဝင်သွားတယ်ခွေးကအသားတစ်ပိုင်းကိုပိုင်ရှင်ရဲ့ပကံနဲ့ပြန်ထည့်ဖို့အခွင့်အရေးယူလိုက်တယ်ပိုင်ရှင်ရဲ့နေ့စဉ်စူးစမ်းအထောက်မှုကိုသူသိတယ်ဒါကိုသိပြီးတဲ့နောက်ပိုင်ရှင်ရန်စိတ်ထိခိုက်သွားတဲ့ခွေးကိုစုချတဲ့အနေနဲ့ခွေးကိုထမင်းစားချိန်မှာစပွဲမှာထိုင်ခွင့်ပေးခဲ့ပေမဲ့ခွေးကသူ့ဘာသာသူစားဖို့ပဲဂရုမစိုက်ပဲပေါင်းထားတဲ့ပေါင်မုတ်ကိုကင်ပြီးမြင်းဆောင်ကိုပြေးသွားတယ်ပိုင်ရှင်ကမြင်းကိုအစာမကျွေးလို့မေးသွားလို့ပိုင်ရှင်ရဲ့ဝင်တော့ဝင်ဖို့ကိုမျှဝေဖို့အမြဲတွေးနေပေမဲ့မြင်းကအရန်စားပြီးပိုင်ရှင်ရဲ့အစားအစာကိုတောင်စဉ်းစားနေမိတယ်ဒီလိုဖြစ်လာတိုင်းခွေးကပိုင်ရှင်ရဲ့ကိုရန်တော့လို့အချိန်မီရက်တန့်ပေးတတ်တယ်ဒါပေမဲ့ဒီလိုဖြစ်နေပေမဲ့ပိုင်ရှင်ကမြင်းကိုကိုကြိုက်နေစေဖြစ်ပြီးသူ့အပြင်ထွက်ကစားတိုင်းမြင်းစီရတာကိုဝါသနာပါလို့သာမြင်းကိုပဲခေါ်သွားတတ်တယ်ဒါကစူးစမ်းတဲ့ခွေးအတွက်မတရားဘူးပိုဆိုးတာကပိုင်ရှင်ထွက်သွားပြီးမကြခင်မှာပဲမီးဖိုချောင်ကမီးခိုးငွေ့တွေနဲ့ချက်ပြုတ်ထားတဲ့အသားတွေကြောင့်မတော်တဆမီးလောင်သွားတဲ့အခြေအနေကအရန်ဆိုးရွားနေတဲ့ခွေးကမီးတက်စေဘူးကိုရဲစခန်းကိုချက်ချင်းယူသွားတယ်ရဲတွေကခွေးရဲ့ရည်ရွယ်ချက်ကိုမြင်မြန်နားလည်ပြီးမီးတက်ကားကိုချက်ချင်းခေါ်ပြီးအကူအညီတောင်းခဲ့တယ်မီးတက်သမားတွေရဲ့ကြိုးပမ်းအားထုတ်မှုနဲ့မီးကိုနောက်ဆုံးတော့ထိန်းချုပ်နိုင်ခဲ့တယ်မကြခင်မှာပဲပိုင်ရှင်ကမြင်းပေါ်ပြန်တက်သွားတဲ့ခွေးရဲ့လုပ်ရက်တွေကိုတီးလိုက်ရတဲ့အခါသူ့အရန်ကြအနက်သွားတယ်